ပြီးခဲ့တဲ့2024တုန်းကလည်းဒီလိုပဲလာမယ့်2025ကျရင်ဒေါ်ဆန်းစုကြည်ကိုတော်မှာဆိုတဲ့အတန်တွေထွက်ခဲ့ဘူးတဲ့ဒါပေမဲ့အခုက4လပိုင်း17ရက်နေ့ဆိုပြီးတော့ရက်အတိအကျနဲ့အတန်ထွက်တာပြည်တွင်းမှာရှိနေတဲ့ NLD ပါတီဝင်တချို့ကလည်းပဲအချိန်ကိုက်စာထုတ်တယ်မြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းဖို့ဆိုရင်ဒေါ်ဆန်းစုကြည်ကိုဖယ်ထားလို့မရဘူးဒေါ်ဆန်းစုကြည်နဲ့ဆွေးနွေးမှရမယ်ဆိုတဲ့အတန်တွေထွက်တယ်ဒါဆိုရင်ပြည်တွင်းမှာရှိနေတဲ့ NLD ပါတီအနေနဲ့ကဒေါ်ဆန်းစုကြည်ကို NUG ရဲ့အတိုင်းပဲခန့်ပြီးတော့ဦးဝင်းမြင့်ကို NUG သမရဆိုပြီးတော့ NUG နဲ့ PDF ပေါသုံးလုံးတွေရဲ့လက်နက်မောင်ကိုဘိန်းမောင်ကိုတစ်မောင်ကိုလူမောင်ကိုမတရားလုပ်ခဲ့တဲ့အကြမ်းဖက်မှုမှန်သမျှကိုသမရဦးဝင်းမြင့်နဲ့အတိုင်းပဲခန့်ဒေါ်ဆန်းစုကြည်ခေါင်းကိုပုံချလို့ရဖို့ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုသမရတို့အတိုင်းပဲခန့်ဆိုပြီးတော့ခန့်အပ်တဲ့ NUG ကိုဘာကြောင့်မကန့်ခွဲတာလဲဘာကြောင့်မကန့်ကွက်ခဲ့တာလဲအခုကြောင့်မှမြန်မာနိုင်ငံရဲ့ကြက်တဲကိုဖြည့်ရှင်းဖို့ဒေါ်ဆန်းစုကြည်ကိုဖယ်ထားလို့မရပါဘူးဆိုပြီး NLD ပါတီကစာထုတ်တယ်။ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုလူမိုက်အရာမှာထားပြီးတော့ခေါင်းရောင်းပြီးတော့အောက်ချင်မှာလှုပ်ချင်တိုင်းလှုပ်တက်ချင်တိုင်းတက်နေတဲ့ NUG PD ရဲ့ပေါသုံးလုံးတွေကိုအကြမ်းဖက်ဖွဲ့ဖြစ်ဘာကြောင့်မကျင်းခဲ့တာလဲ။မဆိုတော့အခုလာမယ့်4လပိုင်း17ရက်နေ့မှာဒေါ်ဆန်းစုကြည်ကိုနေပြီးတော့နေ့စီပြန်မှာနေကျေကျုပ်ထားရှိမယ်ဆိုတဲ့တစ်ဖက်အုပ်စုကသူတို့ဖြစ်ချင်တဲ့နိုင်ငံရေးစံနာတွေကိုနှစ်ကြောင်းပေးပြီးတော့နိုင်ငံရေးအာသာဖြေနေကြတယ်ဒီပေါ်မှာအများပြည်သူရဲ့အမြင်ဘယ်လိုရှိသလဲကျမရဲ့နိုင်ငံရေးအမြင်နိုင်ငံရေးသုံးသက်ချက်ကတော့ဒေါ်ဆန်းစုကြည်ကိုလှုပ်ပေးခဲ့ရင်တော့2020နဲ့ခွန်နှစ်လည်လောက်မှာဖြစ်ပါလိမ့်မယ်။နော်ဒီစကားကို2024ဒီဇင်ဘာနော်2024နှစ်ကုန်တည်းကကျမသုံးသက်ခဲ့ဘူးတဲ့။ဒေါ်ဆန်းစုကြည်ကိုလှုပ်ခဲ့ရင်တော့2020နဲ့ခွန်နှစ်လည်လောက်မှာပြန်ပြီးတော့လှုပ်နိုင်ချင်ရှိတယ်လို့နိုင်ငံရေးသုံးသက်ခဲ့ပူပါတယ်။ဆိုတော့အများပြည်သူအနေနဲ့ကတော့ဒေါ်ဆန်းစုကြည်ကိုအခု4လပိုင်း17ရက်နေ့နေကြုံထားရှိမယ်ဆိုတဲ့ထွက်နေတဲ့အတန်ဒီပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆသလဲဘယ်လိုပုံစံမျိုးဖြစ်စေချင်တာလဲပြည်သူရဲ့ဆန္ဒဘယ်လိုရှိသလဲသိချင်မိပါတယ်။ဒုတိယကတော့အစိုးရတဲ့အနေနဲ့ကုန်ကျင်းတို့ကြီးမြင့်မှုပြဿနာကိုဖြေရှင်းနိုင်မှာမလားပထမဦးစွာစီတပိတ်တာ2000ဈေးပေါက်နေတဲ့အချိန်မှာနိုင်ငံတော်အစိုးရအနေနဲ့နော်စာအုပ်လေးတွေထုတ်ပြီးတော့စီတပိတ်တာ9000ကျပ်နဲ့ရောင်းပေးတဲ့အတွက်အင်မတန်မှကျေးဇူးတင်ပါတယ်ရှင်စီတပိတ်တာ2000ဈေးပေါက်နေတဲ့အချိန်မှာနိုင်ငံတော်အစိုးရအနေနဲ့စီစာအုပ်တွေထုတ်ပြီးတော့အိမ်အောင်စုတစုလင်းစီတပိတ်တာကို9000ကျပ်နဲ့ရောင်းချပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်ဆိုတော့မြို့ပြမှာရှိတဲ့ပြည်သူတွေတင်မဟုတ်ပဲနဲ့တနိုင်ငံလုံးမှာရှိနေတဲ့ပြည်သူတွေကိုလည်းပဲအခုလိုမျိုးဈေးနှုန်းတက်တာစွာနဲ့နော်ပို့တော့ကတမကဲ့သို့နိုင်ငံတော်အစိုးရအနေနဲ့ကဈေးနှုန်းတက်တာစွာရောင်းချပေးမယ်ဆိုရင်တော့ပြည်သူတွေအားလုံးရဲ့တခဲနဲ့ထောက်ခံတဲ့ပြည်သူတွေအားလုံးရဲ့ယုံကြည်အားကိုးမှုကိုရပါလိမ့်မယ်လက်ရှိချိန်မှာ73ပြည်ပြဿနာတွေတက်နေတယ်ကျမတို့မြန်မာနိုင်ငံဒီစိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်တယ်စိုက်ပျိုးရေးကိုအခြေခံတဲ့မြန်မာနိုင်ငံမှာ73စီပြဿနာကြောင့်တောင်သူတွေစပါးမဆက်နိုင်တော့ဘူးဆိုရင်နံပါတ်1 73စီပြဿနာ73စီရှားပါလို့နံပါတ်2နေဩဇာတွေဓာတ်မြေဩဇာတွေအရင်ဈေးကြီးတဲ့အတွက်တောင်သူတွေစပါးမဆိုင်နိုင်တော့ဘူးဆိုရင်ကျင်းတွေပေါ့စံဈေးတွေကြီးပါလိမ့်မယ်တချို့ကပြောတဲ့ကုန်သေးလုံးပြဿနာတွေပြောတဲ့အခါမှာပေါ့ကိုပြည်တွင်းမှာစိုက်တဲ့ဆန်စပါးဘာကြောင့်ဈေးကြီးတာလဲကိုပြည်တွင်းမှာထွက်တဲ့စီဘာကြောင့်ဈေးကြီးတာလဲဆိုတဲ့အတန်တွေထွက်တယ်ဥပမာကျမတို့ပဲခူးတိုင်းတိုင်းမှာတနေ့တာရဲ့စံစားသုံးမှုပမာဏစက်အိတ်100ရှိတယ်ဆိုရင်ပဲခူးတိုင်းရဲ့စိုက်ပျိုးထုတ်လုပ်မှုပမာဏက300သာစိုက်ရမယ်300စာလောက်စိုက်မှာရိတ်သိမ်းတဲ့အခါရိတ်သိမ်းချွေလဲတဲ့အခါ200ကျန်ပြီးတော့ပြည်သူတွေလက်ထဲကိုနော်ရှင်တို့တွေရဲ့ထမင်းအိုးတဲ့ရအောင်ဖြန့်ဖြူးရောင်းချတဲ့အခါ100ကျန်မယ်အဲ့ဒီလိုပဲမကွေးတိုင်းမှာတနေ့တာရဲ့စီစားသုံးမှုပမာဏပိတ်တဲ့ချိန်100ဆိုရင်မကွေးတိုင်းမှာစီထွက်သီးနှံဖြစ်တဲ့မြေပဲတို့နှမ်းတို့စိုက်ပျိုးထုတ်လုပ်မှုပမာဏကအနည်းဆုံး300သာစိုက်ရမယ်300စာစိုက်မှာ200စာထုတ်နိုင်ပြီးတော့လိုအပ်တဲ့ပိတ်တဲ့ချိန်100ကိုစားသုံးသူလက်ထဲကိုပြည်သူလက်ထဲကိုကြောင်းအောင်ထည့်ပေးနိုင်တယ်ဆိုတော့မြန်မာနိုင်ငံမှာတနေ့တာအတွက်စံစားသုံးမှုပမာဏတနေ့တာအတွက်စီစားသုံးမှုပမာဏပြည်တွင်းရဲ့စားသုံးတဲ့ပမာဏကိုပြည်တွင်းရဲ့ကုန်ထုတ်လုပ်မှုကပြည်တွင်းရဲ့စိုက်ပျိုးထုတ်လုပ်မှုကမဖြည့်တွင်းနိုင်တဲ့အတွက်ကုန်စည်နှုန်းကြီးပြည်တွင်းရဲ့စားသုံးမှုပမာဏကိုပြည်တွင်းရဲ့စိုက်ပျိုးထုတ်လုပ်မှုပမာဏကမဖြည့်တွင်းနိုင်တဲ့အတွက်ကုန်စည်နှုန်းကြီးတယ်။ဘာကြောင့်မဖြည့်တွင်းနိုင်လဲနံပါတ်1စစ်တွေဖြစ်လို့ပြေးရလွှားရတယ်။စပါးတွေမဆိုင်နိုင်ဘူးပဲတွေမဆိုင်နိုင်ဘူး။အဲ့ဒီလိုစစ်ဖြစ်တဲ့ဒေသတွေမှာ fish state တွေဖြစ်တယ်လို့စစ်မဖြစ်တဲ့ဒေသတွေမှာကြတော့နော်
73စီတွေရှားပါပြက်လက်တယ်လို့ဓာတ်မြေဩဇာတွေဈေးကြီးတဲ့အတွက်စံနေစီတွေမဆိုင်နိုင်ဘူးပြည်တွင်းရဲ့စားသုံးမှုပမာဏကိုပြည်တွင်းရဲ့ထုတ်လုပ်မှုပမာဏကမဖြည့်တွင်းနိုင်ဘူးဆိုရင်နိုင်ငံတော်အစိုးရအနေနဲ့မိုးကြရွှေကိုတွေမဟုတ်တဲ့အတွက်ဘယ်လိုပဲအုတ်ချိုရည်နီးစနစ်တွေစီမံခန့်ခွဲမှုတွေကောင်းပါစေကုန်စည်နှုန်းကြီးမြင့်မှုပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့နိုင်ငံတော်အစိုးရအနေနဲ့စိုက်ပျိုးရေးကိုအခြေခံတဲ့မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးတဲ့တောင်သူတွေကို73ပြည်ရရှိဖို့ဦးစားပေးပြီးထုတ်လုပ်ရောင်းချတဲ့တယ်လို့နော်။ဤတွင်းမှာရှိတဲ့တောင်သူတွေတဲ့ဓာတ်မြေဩဇာတွေကိုလည်းတင့်တော်သောဈေးနှုန်းနဲ့ရောင်းချပေးဖို့လိုအပ်တယ်လို့ပြည်သူတွေရဲ့တောင်သူတွေရဲ့ထွက်ကုန်ဖြစ်နေတဲ့စံစဘာကျမတို့စဘာတွေထုတ်လိုက်ရတာစဘာစိုက်တာကြတော့ဈေးကောင်းမရကိုရောက်လိုက်တဲ့စဘာဈေးကောင်းမရပါနဲ့ကိုပြန်ဝယ်စားရတဲ့ဆက်မှာအစမတန်မြင့်တက်တဲ့ပြဿနာနော်စဘာတွေစိုက်ပြီးတော့ငွေကြေးမပူရှံပဲအကျွေးတင်သွားတဲ့တောင်သူတွေရဲ့ပြဿနာကိုဖြေရှင်းပေးမှာဒါလျင်ဖြည့်ရှင်းနိုင်မှသာလေပြည်တွင်းရဲ့ကုန်စည်နှုန်းကြီးမြင့်မှုပြဿနာကိုနိုင်ငံတော်ဆိုရနဲ့ဖြည့်ရှင်းနိုင်လိမ့်မယ်လို့ပြည်သူ့တပ်အနေနဲ့ရိုးရိုးရှင်းရှင်းပဲထင်မြင်စသုံးသပ်ပြပါတယ်